မုံရွာရီလက်နက်ခဲယမ်းများတင်ဆောင်လာသည့်စစ်သည်မောအုပ်စုရောက်ရှိနေဝက်လက်ရှိတစ်ဆက်ရွာကိုစစ်တပ်ကနေမီးရှို့နေပြီးမတရားတွင်လက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်လိုပေးသွားပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်တွင်လက်နက်ခဲယမ်းများတင်ဆောင်လာသည့်စစ်သည်မောအုပ်စုများရောက်ရှိနေကြောင်းချင်းတွင်းမြစ်ကမ်းပေးကျေးရွာများကိုတပိတ်ကော်မတီများ၏ထုတ်ပြန်ချက်များနှင့်ဒေသခံပြည်သူများ၏ပြောဆိုချက်များရသိရပါသည်။ယနေ့ဇွန်လ 4 ရက်နေ့တွင်ချင်းတွင်းမြစ်ကြောင်းတိုင်းဆန်တလာသောလက်နက်ခဲယမ်းများတင်ဆောင်လာသည့်ဖလက်မော်တော်ယာဉ်များနှင့်စစ်သည်မောပထမပတ်26စီးနဲ့ဒုတိယအကြိမ်16စီးတို့သည်မုံရွာမြို့နယ်အလုံးမင်းထောက်စစ်ကမ်းများသို့ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်။ထို့ပြင်စကိုင်းတိုင်းဝက်လက်မြို့နယ်နှင့်မန္တလေးတိုင်းမတ္တရာမြို့နယ်တို့တွင်လည်းစစ်တပ်ကကျေးရွာများကိုမီးရှို့ဖျက်ဆီးပြီးလက်နက်ကြီးများဖြင့်ရန်တပ်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ယနေ့ဇွန်လ 4 ရက်နေ့ညနေ6 နာရီကျော်ချိန်တွင်ဝက်လက်မြို့နယ်အရှိတ်ချမ်းတစ်စိတ်ကျေးရွာတွင်ရောက်ရှိနေသောစစ်သားများသည်ကျေးရွာတွင်ရှိပြည်သူ့ဝန်ထမ်းများထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။လက်ရှိချိန်တွင်ကျေးရွာနေပြည်သူများသည်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးပြီးခဲ့သည့်မတ်လပိုင်းကလည်းတစ်ဆက်ရွာကိုစစ်တပ်ကနေမီးရှို့ဖျက်ဆီးခဲ့ရကြောင်းသိရပါတယ်။အလားတူမန္တလေးတိုင်းမတ္တရာမြို့နယ်အနောက်ဘက်ခြမ်းရှိတဖန်တောက်ကျေးရွာတွင်တပ်ဆွဲထားသောစစ်တပ်ကယနေ့ဇူလိုင်လ 4 ရက်နေ့ည8 နာရီချိန်ခန့်တွင်ကျေးရွာနီးသို့လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ 19 ရက်နေ့ကလည်းဝက်လက်မြို့နယ်ညောင်ပင်ကြီးကျေးရွာကိုစစ်တပ်ကတရားဥလေတပ်မှတလာသောတိုက်လေရင်တစီကလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သဖြင့်ကိုဝင်ဆောင်မျိုးသမီး2ဦးကလေးငယ်2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း4ဦးသေဆုံးခဲ့ရကြောင်းသိရပါတယ်။ထပ်မံတင်ဆက်ပေးသွားမယ့်သတင်းကတော့စကိုင်းတပ်မ33တွင်ဒုဗိုလ်မှူးကြီး2ဦးရောက်ရှိနေပြီးအစည်းအဝေးပြုလုပ်နေစဉ်ရှော့တိုက်တုံးများတိုက်ခိုက်၍စစ်သား3ဦးသေဆုံးစင်မောင်ဝဲတွင်လည်းစစ်ကားတစ်စီးကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား2ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်လုပ်ပေးသွားပါမယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်ခြေဆိုင်တပ်မ33တွင်ဒုဗိုလ်မှူးကြီး2ဦးရောက်ရှိနေ၍အစည်းအဝေးပြုလုပ်နေစဉ်တရက်ခွန်မမဒရိုးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား3ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ပြီးခဲ့သည့်ဇွန်လ 23 ရက်နေ့ည 10:30 မိနစ်စကိုင်းမြို့တပ်မ33တွင်ဒုဗိုလ်မှူးကြီး2ဦးရောက်ရှိလာပြီးအစည်းအဝေးပြုလုပ်စဉ်လေးယုံညင်းနောက်ပြောက်ကြားတပ်ဖွဲ့မှတပ်မ33အတွင်းသို့တရက်ခွန်မမရှော့တိုက်တုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုတွင်မှာရှော့တိုက်တုံးများသည့်အစည်းအဝေးခမ်းမဘေးမှကြားရောက်ပောက်ကွဲခဲ့ပြီးခမ်းမဘေး၌လုံခြုံရေးယူပေးနေသောစစ်သား10ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့က3ဦးသေဆုံးခဲ့ကြောင်းထို့ပြင်စကိုင်းမြို့နယ်တွင်ရှိစစ်တပ်အထိုင်ချထားသောနေရာများတွင်လည်းကြိုထောင်ထားသောမိုင်လီလုံးစတိုက်ပောက်ကွဲခဲ့ကြောင်းသိရှိရပါသည်။ရင်တို့ပြစ်ခတ်တိုက်ခိုက်မှုများကြောင့်ဇွန်လ 24 ရက်နေ့တွင်စကိုင်းမြို့နယ်တပ်မ33ဝင်းတွင်နေထိုင်သည့်စစ်သားများ၏ဖုန်းများအလုံးကိုလည်းတင်ထားပြီးတပ်မတွင်သို့အဝင်အထွက်သွားလာများအလုံးကိုလည်းကန့်သတ်ပိတ်ပင်ထားခဲ့ကြောင်းသိရပါသည်။အဆိုပါစစ်စရေးများကိုလင်းယုံနီပြောက်ကြားတပ်ဖွဲ့မှစကိုင်းနယ်တူပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။ထို့ပြင်မကွေးတိုင်းစစ်မပွဲမြို့နယ်တွင်စစ်သားများလိုက်ပါလာသောကားတစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးသေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရက်ခရိုင်အမှတ်9တရင်မှထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ပြီးခဲ့သည့်ဇွန်လ 25 ရက်နေ့စစ်မပွဲမြို့နယ်တွင်ရှိတာရကောင်ကိုပီလန်တနေရာ၌စစ်သားများလိုက်ပါလာသောကားတစ်စီးတရက်ခရိုင်အမှတ်9တရင်မှကြိုတင်ဆောင်ဆိုင်ကမိုင်းဆွဲပြီးလက်နက်ငယ်များဖြင့်ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုများကြောင့်ရေမောမှလိုက်ပါလာသောစစ်သား2ဦးနေရာမှာတွင်ပွဲချင်းမိသေဆုံးသွားခဲ့ပြီးကျန်ရှိနေသောအများပြားမှလည်းပြစ်ထန်ဒဏ်ရာရရှိသွားခဲ့ကြောင်းစစ်မောင်ဝဲမြို့နယ်ရှိအဓိကလမ်းပိုင်းများသည့်စစ်သားများအခြေစိုက်လှုပ်ရှားမှုနှင့်ရိတ်ခါပို့မှုများရှိနေသောကြောင့်ဒေသခံပြည်သူများအနေဖြင့်လုံခြုံရေးတတိပြုသွားလာကြရန်အတွက်တော်လှန်ရေးတပ်ဖွဲ့များကထုတ်ပြန်ကြေညာသွားခဲ့ပါသည်။